ခုနောက်ပိုင်းနှစ်တွေမှာ Apple က Watch lineup ကို၃မျိုးထုတ်တယ် budget version Apple Watch SE ပြီးတော့ SE တက်မြင့်တဲ့ Apple Watch Series 10 11တို့လိုတစ်မျိုးရယ်နောက်ဆုံးတစ်မျိုးကတော့ကြတော့ Extreme Sports တွေအတွက်ကိုအကျန်းခံ rugged design နဲ့ Apple Watch Ultra ဆိုပြီးတော့ဖြစ်ပါတယ် Apple Watch Ultra တော့ single ထည့်သုံးလို့ရတယ် cellular version နဲ့ပဲလာတယ်ဒါပေမဲ့ Watch SE နဲ့ UU Series 10 11တွေကြတော့သူက cellular version ရယ် single ထည့်သုံးလို့မရတဲ့ GPS only version ရယ်ဆိုပြီးတော့နှစ်မျိုးစီနဲ့လာတယ်ပေါ့နော် Apple Watch တွေကသူတို့ပေးရတဲ့ဈေးတွေနဲ့ဆိုရင်ဘာတွေလောက်ဆောင်နိုင်လဲဆိုတာကိုကျွန်တော်အချက်10ချက်နဲ့ပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးနံပါတ်1အချက်အနေနဲ့ကတော့ကျန်းမာရေးနဲ့သွေးရင်းအောက်ဆီဂျင်ပုံမှန်စောင့်ကြည့်နိုင်ခြင်း Apple Watch မှာပါတဲ့စင်ဆာတွေကတနေ့တာလုံးကိုယ်ခန္ဓာရဲ့ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်ပေးပါတယ်သွေးရင်းအောက်ဆီဂျင်ပမာဏ blood oxygen ကိုတိုင်းတာပေးနိုင်ရုံနဲ့မကဘဲနဲ့အသက်ရှူနှုန်းကိုယ်ပူချိန်ပြောင်းလဲချက်လက်များကိုအသုံးပြုပြီးတော့အမျိုးသမီးများအတွက်ရာသီဆောင် menstrual cycle ရက်တွေပါခံမှန်းပေးခြင်းတို့ကိုလှုပ်ဆောင်ပေးနိုင်ပါတယ်နံပါတ်2အချက်အနေနဲ့ကတော့နှလုံးခုန်နှုန်းနဲ့ ECG တိုင်းတာနိုင်ခြင်းဆိုတဲ့အချက်ပဲဖြစ်ပါတယ်အရက်ဘီယာတောက်ထားတဲ့အခါမျိုးကျန်းမာရေးမကောင်းလို့ဆေးတွေတောက်ထားတဲ့အခါမျိုးစသဖြင့်အကြောင်းအရာမျိုးကြောင့်ပေါ့နော်နှလုံးခုန်နှုန်းမူမမှန်တာအယမ်းမြန်တာဒါမှမဟုတ်ရင်အယမ်းနှေးတာမျိုးဖြစ်ရင်ချက်ချင်းသတိပေးချက်ပြပေးမှာဖြစ်ပါတယ်ဒါရင်မကသေးဘူးလက်ကောက်ဝတ်မှာပဲ electrocardiogram လို့ခေါ်တဲ့ ECG ရယူနိုင်ပါတယ်ဒါပေမဲ့ဒီ feature ကတော့ US UK Canada ပေါ့နော်အဲ့လိုမျိုး region တွေမှာပဲတရားဝင်ရပါတယ်ဒီ ECG တိုင်းတဲ့ feature မြန်မာမှာလည်းတိုင်းလို့ရအောင်လုပ်တဲ့နည်းတွေတော့ရှိတယ်ထင်တယ်ကျွန်တော်တော့မသုံးဘူးသေးပါဘူးနံပါတ်3အနေနဲ့ကတော့အရေးပေါ်အသက်ကယ်စနစ်များပေါ့နော် fault detection နဲ့ crack detection ပေါ့အဲ့တော့ fault detection အကြောင်းမျိုးကြောင့်နိုင်အသုံးပြုတဲ့သူကပြင်းထန်စွာလဲကျသွားတာဒါမှမဟုတ်ရင်မတော်တဆကြုံတွေ့ရတဲ့ခါတွေမှာလည်းစက္ကန့်ပိုင်းတွင်တုံ့ပြန်မှုမပြုလုပ်နိုင်တော့ဘူးဆိုရင် crash detection feature ကနေပြီးတော့စတင်ပြီးတော့အလုပ်လုပ်ပြီးသက်ဆိုင်ရာရေးပေါ်ဌာနဖုန်းနံပါတ်တွေဖြစ်တဲ့911တို့လိုပေါ့နော်ဒါမှမဟုတ်လည်းကိုထည့်ထားတဲ့ကိုယ့်ရဲ့ရေးပေါ် emergency contact တွေစီကိုအလိုလျောက်ဖုန်းခေါ်ဆိုတာတွေပြီးရင်ကို accident ဖြစ်တဲ့နေရာပေါ့နော်အဲ့နေရာရဲ့ location တွေကိုလည်းသူတို့စီကိုပို့ပေးမှာဖြစ်ပါတယ်နံပါတ်4ချက်အနေနဲ့ကတော့ကိုယ်လက်လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းများကိုထိရောက်စွာတိုင်းတာနိုင်ခြင်းactivity rings ပေါ့နော်အဲ့မှာသူက3မျိုးပါတယ် move ရယ် exercise ရယ် stand ရယ်ဆိုပြီးတော့ပါတယ်ပေါ့နော်အဲ့တော့ move ကတော့ကိုကနေ့စဉ် calorie တွေဘယ်လောက်လောင်ကျွမ်းအောင်လှုပ်ရှားမှုတွေလုပ်မယ်ပေါ့အဲ့ဒီအတွက်ကဂွင်းလေးတစ်ဂွင်း ring လေးတစ်ခုပေါ့ပြီးရင် exercise ပေါ့ကိုကတနေ့စာအတွက်ကိုဘယ်နှမိနစ်ဒါမှမဟုတ်ရင်ဘယ်နှနာရီကိုလက်လှုပ်ရှားအားကစားလုပ်မယ်ဆိုတော့အတွက်တစ်ဂွင်းရယ်ပြီးတော့ stand ပေါ့မတ်တက်ရက်မယ်ပေါ့ဒီတနေ့စာအတွက်ကိုဘယ်နှနာရီလောက်မတ်တက်ရက်မယ်ဆိုတော့စသဖြင့်သတ်မှတ်ထားပြီးတော့ကိုယ့်ရဲ့တနေ့တာဂိုးတွေကိုပြည့်မီအောင်လို့ဒီ Apple Watch ကနေပြီးတော့တွန်းအားပေးသလိုဖြစ်တဲ့အတွက် Apple Watch အသုံးမပြုတာထက်ဆိုင်ကိုလက်လှုပ်ရှားမှုတွေကိုလုပ်ဖြစ်နေမှာဖြစ်ပါတယ်ပေါ့နော်အားကစားမျိုးစားတွေအနေနဲ့ကလည်းပြေးတာရေကူးတာစပိန်စီးတာအစားလို့ယောဂကျင့်စဉ်ဒီလေ့ကျင့်ခန်းမျိုးစားပေါင်းများစွာအတွက်ကိုဒီအားကစားလုပ်လို့လောင်ကျွမ်းသွားတဲ့ကယ်လိုရီပြေးတာစပိန်စီးတာဆိုရင်လည်းကိုသွားခဲ့တဲ့အကွာအဝေးစတာတွေကိုတိတိကျကျတိုင်းတာပေးနိုင်ပါတယ်နံပါတ်5အနေနဲ့ကတော့အိပ်စက်မှုပုံစံကိုစောင့်ကြည့်လေ့လာနိုင်ခြင်းဆိုတဲ့ sleep tracking feature ပဲဖြစ်ပါတယ်ညဘက်အိပ်စက်တဲ့အခါညစဉ်အိပ်စက်မှုအရည်အသွေး sleep quality ကိုတိုင်းတာပေးပါတယ်ကိုအိပ်နေစဉ်ဘာအနှောက်အယှက်မှမရှိဘဲနဲ့နှစ်ချိုက်အိပ်ပျော်ရဲဆိုရင် sleep score က high ရမယ်ပေါ့ဗျာအိတ်နေတော့ပြန်နိုးတာတွေဖုန်းထသုံးတာတွေအိတ်မပြောတာတွေဖြစ်လို့တတ်မှတ်အိတ်ချိန်လည်းမပြည့်မီဘူးဆိုရင် score ကနှိမ့်နေလို့ပြပေးမှာဖြစ်တဲ့အတွက်အိတ်ချိန်မှန်မှန်ကန်ကန်ရှိစေဖို့များစွာအထောက်အကူပြုပါတယ်အိတ်ဆက်မှုအစဉ်စဉ် sleep stage တွေကိုလည်း awake တို့ REM sleep တို့ cold sleep deep sleep ဆိုပြီးတော့ခွဲခြားပြသပေးနိုင်ပြီးတော့ Apple Watch ကနေပြီးတော့အာရုံခံတိုင်းတာပေးတဲ့အချက်လက်တွေကတကယ်ကို professional device တွေနဲ့တိုင်းတာပေးသလိုမှန်ကန်မှုရှိတာကိုလည်း The Qualified Scientist ဆိုတဲ့ YouTube channel မှာလည်းသွားပြီးတော့ကြည့်ရှုလို့ရပါတယ်ပေါ့နော်ဒီချက်လက်တွေကဘယ်လောက်ထိ reliable ဖြစ်လဲဆိုတာပေါ့နံပါတ်6အနေနဲ့ကတော့ဖုန်းမလိုဘဲနဲ့ notification တွေဖုန်း call တွေကိုလွတ်မသွားစေခြင်းပေါ့နော် YBS စီးတဲ့အချိန်တို့ဖုန်းအသွင်းထားပြီးတော့ဖုန်းနဲ့လူနဲ့အတူတူမရှိတဲ့အချိန်တို့ပေါ့နော်စသဖြင့်ဖုန်းကိုကင်သုံးလို့အဆင်မပြေတဲ့အချိန်တွေမှာနိုင်လေးကနေပြီးတော့ပဲဖုန်းဝင် call တွေ incoming message တွေ Viber Telegram Messenger စတဲ့ app notification တွေကိုချက်ချင်းနိုင်မှာပဲကြည့်ရှုနိုင်ပြီးတော့စာပြန်တာဖုန်းချတာဒါမှမဟုတ်ရင်ဖုန်းလက်ခံဖြည့်ဆိုတာတွေကိုပြုလုပ်နိုင်ပါတယ်နံပါတ်9အနေနဲ့ကတော့နေ့စဉ်အလုပ်ကိစ္စနဲ့အချိန်စီမံခန့်ခွဲမှုပုံမလွယ်ကူခြင်းနိုင်ကိုမျက်နှာနာကပ်ပြီးတော့အတန်နဲ့ပဲ Hey Siri မနက်8နာရီလောက်ဘာလို့ဖို့ငါ့ကို remind လုပ်ပါဗောနော်တတိပေးပါလို့အင်္ဂလိပ်လိုပြောလိုက်မယ်ဆိုရင်သူက reminder list မှာကိုပြောတဲ့ဟာကိုမှတ်ထားပေးပြီးတော့အဲ့ဒီအချိန်ရောက်တဲ့ခါမှာ
remind လုပ်ပေးမှာပဲသတိပေးမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီလိုနည်းနဲ့ပဲဘယ်သချင်းနားထောင်ခြင်းနဲ့စသဖြင့်နိုင်မှာပဲကိုနားထောင်ခြင်းတဲ့သချင်းကိုရွေးချယ်တာတို့ဘယ်သချင်းဖွင့်ပေးပါလို့ voice command နဲ့ခိုင်းတာတို့စသဖြင့်အဲ့ဒါတွေကိုနိုင်ရနေပြီးတော့ပဲဖုန်းကိုမထုတ်ဘဲနဲ့ပြုလုပ်နိုင်ပါတယ်နံပါတ်8အနေနဲ့ကတော့အလွယ်တကူငွေပေးချေနိုင်ခြင်း Apple Pay ပေါ့နော် Apple Pay supported ဖြစ်တဲ့နိုင်ငံတွေမှာပတ်စံအိတ်တွေ credit card တွေဖုန်းတွေထုတ်เสียမလို့ပဲနဲ့နိုင်ကိုငွေချေစက်နာမှာထိတိုးလိုက်ရုံနဲ့ပဲ tap to pay feature နဲ့ပေါ့နော်စတိုးဆိုင်တွေ coffee ဆိုင်တွေ line ကယထာစတဲ့နေရာတွေမှာလုံခြုံလွယ်ကူစွာငွေပေးချေနိုင်ပါတယ်နံပါတ်9အနေနဲ့ကတော့ဖုန်းကိုရှာမတွေ့ဘူးဆိုလို့ရှိရင်အလွယ်တကူပြန်ရှာနိုင်ခြင်း pin iPhone ဆိုတဲ့ feature ပေါ့နော်အိမ်မှာသို့မဟုတ်အလုပ်ခွင်မှာပေါ့နော်ကိုယ့်ရဲ့ iPhone ဘယ်နာထားမိမှန်းမသိတော့ဘူးဆိုတဲ့အခါကျရင် Apple Watch ကနေပြီးတော့ side button လေးကိုနှိပ်ပြီးတော့ pin ဆိုတဲ့အမှ cloud လေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်တာနဲ့ဖုန်းမှာအတန်ကြဲကြဲမြည်ပေးတာကြောင့်အချိန်မကုန်ဘဲနဲ့ကိုယ့်ရဲ့ဖုန်းကိုလျင်မြန်စွာပြန်ရှာနိုင်ပါတယ်ဒါအပြင် Apple Watch Ultra series တွေနဲ့ Series 11တို့လို model တွေမှာပေါ့နော်ဖုန်းအတန်မြည်စေုံနဲ့မကဘဲနဲ့အဲ့ဒီခုန pin ဆိုတဲ့ cloud လေးကိုနှိပ်လိုက်တာနဲ့ဖုန်းရှိရာကိုပါလမ်းညွှန်ပြသပေးနိုင်တဲ့ precision finding စနစ်လည်းပါဝင်ပါတယ်နံပါတ်10အနေနဲ့ကတော့ style ကိုနှစ်သက်တယ်လို့ပြောင်းလဲနိုင်ခြင်း Apple Watch ရဲ့ watch face ပေါ့နော်နိုင်မျက်နှာပြင်တွေဟာမိမိစိတ်ကြိုက်ဓာတ်ပုံအချက်လက်များပေါ့နော်အဲ့လိုမျိုးပြင်ဆင်နိုင်အောင်မကဘဲနဲ့သူ့ကနေထုတ်တဲ့ကြိုးတွေကလည်းကိုဘယ်ဟာအတွက်သုံးချင်တာလဲပေါ့နော်ဥပမာအားကစားအတွက်လားဒါမှမဟုတ်ပွဲတက်အတွက်လားစသဖြင့်ရွေးချယ်ပြီးတော့ပြောင်းလဲအသုံးပြုနိုင်တာဖြစ်တဲ့အတွက်မတူညီတဲ့ style တွေကိုလည်းဖန်တီးပေးနိုင်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ပြောသွားတာကတော့ Apple Watch ရဲ့အသုံးဝင်တဲ့ feature တွေကအချို့သောအချက်တွေဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ပြောတဲ့အထက်မှာမပါသွားတဲ့တကယ်ကိုအသုံးဝင်တဲ့ feature တွေရှိတယ်ဆိုရင်လည်း comment section မှာဝင်ရောက်ပြီးတော့ပြောပြပေးသွားလို့ရပါတယ်ပြီးတဲ့အခါမှာကျွန်တော်ရဲ့ channel လေးကအသစ်ဖြစ်တဲ့အတွက်နောက်ပိုင်းမှာလည်းဒီ Apple နဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးသွားမှာမလို့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ပြီးတော့ဒီ video လေးကအကျိုးရှိတယ်ဆိုရင်လည်း like လေးနှိပ်ပြီးတော့support လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့မယ်